တော်ရိုင်းတိရစ္ဆာန်တစ်ကောင်လိုဦးဟောက်တက်ပြီးတာမန်လူထက်ခွန်အားကြီးမှလုံးနဲ့ထူးဆန်းတဲ့ကောင်လေးတစ်ယောက်သူကဘသူလဲဘယ်ကရောက်လာတာလဲသိပ္ပံပညာရှင်တစ်ယောက်ရဲ့လှုပ်ဝက်စမ်းသပ်မှုတွေနဲ့အတိတ်ကနာကျင်စရာတွေကြားမှာပေါက်ဖွာလာတဲ့သူဇလန်းကလက်ရှိကာလအမေရိကန်နိုင်ငံမှာအခြေချနေထိုင်နေတဲ့စွန်ရီဆိုတဲ့အဖွားအိုတစ်ယောက်နဲ့စတင်ထားပါတယ်။ဒီနေ့မှာတော့သူမစီကိုတောင်ကိုရီးယားကနေဖုန်းတစ်ဖက်ဝင်လာပါတယ်။လွန်ခဲ့တဲ့ဆယ်စုနှစ်များစွာကသူမနေထိုင်ခဲ့မှုတဲ့တောကအိမ်ဟောင်းလေးကိုတယောက်ယောက်ကဝယ်ချင်နေလို့ပါ။ဒါနဲ့ပဲစွန်ရီဟာသူမရဲ့မြေမလေးအွန်ကျူးကိုခေါ်ပြီးကိုရီးယားကိုပြန်လာခဲ့ပါတော့တယ်။အိမ်ဟောင်းလေးကိုပြန်ရောက်တဲ့အခါအတိတ်ကအမတ်တရတွေကသူမရဲ့ခေါင်းထဲမှာပြန်လည်အသက်ဝင်လာပြီးဇလန်းကလွန်ခဲ့တဲ့48နှစ်အတိတ်စီကိုခေါ်ဆောင်သွားပါတယ်။အဲ့ဒီတုန်းကအဲ့ဒီအိမ်ကြီးဟာသိပ္ပံပညာရှင်တယောက်ရဲ့အိမ်ဖြစ်ပြီးသူကဝန်ပလွေတွေကိုလှုပ်ဝက်စမ်းသပ်မှုတွေလုပ်နေတာပါ။ဒီနေ့မှာတော့သူဟာလှောင်အိမ်ထဲကတိရစ္ဆာန်တွေကိုအစာကျွေးရင်းနှလုံးရက်ပြီးရုတ်တရက်တည်ဆုံသွားခဲ့ပါတယ်။ဒါကြောင့်သူလှုပ်လက်ဆစမ်းသပ်ချက်တွေဟာလည်းအဆုံးမသတ်ပဲကြံရစ်ခဲ့တာပေါ့မကြခင်မှာပဲဖခင်ဖြစ်သူဆုံးပါသွားပြီးနောက်စီးပွားရေးအကျက်တဲဖြစ်နေတဲ့စွန်ရီတို့မိသားစုဟာအဲ့ဒီအိမ်ကိုပြောင်းလာခဲ့ကြပါတယ်။စွန်ရီမှာအဆုတ်ယောဂအပြင်းထန်ရှိတာကြောင့်လေကောင်းလေတန်းရတဲ့တောဘက်ကိုပြောင်းလာခဲ့ရတာလည်းပါတာပေါ့။သူတို့ကိုဒီအိမ်မှာနေခွင့်ပေးထားတာကတော့စွန်ရီဖခင်ရဲ့စီးပွားဖက်ဟောင်းရဲ့တားကြီးသေးပဲဖြစ်ပါတယ်။ဂျီတီဟာစွန်ရီကိုလက်ထက်ချင်နေပေမဲ့သူကရိုင်းဆိုင်ပြီးစိတ်ကြီးဝင်နေသူမှုစွန်ရီကတော့သူ့ကိုအမြင်ကိုမကြည့်ပါဘူးညတညမှာတော့စွန်ရီဟာအပြင်ကအထူးဆန်းတဲ့အတန်တွေကိုကြားပြီးသိပ္ပံပညာရှင်ဟောင်းစမ်းသပ်မှုတွေလုပ်ခဲ့တဲ့ကိုတော်ဟောင်းလေးစီကိုတွားကြည့်မိပါတယ်အဲ့ဒီမှာပဲကြောက်စရာကောင်းတဲ့တရဝါတစ်ကောင်ကိုသူမတွေ့လိုက်ရတယ်လူနဲ့တူပေမဲ့တိရစ္ဆာန်လိုတွာလာနေပြီးမျက်လုံးတွေကလည်းတောရိုင်းဆန်နေတဲ့ထူးဆန်းတဲ့ကောင်လေးတစ်ယောက်ပေါ့နောက်တနေ့မနက်မှာတော့စွန်ရီအမေကအဲ့ဒီကောင်လေးကိုခြုံပုတ်ထဲမှာတွေ့ပြီးဆွဲထုတ်လာခဲ့ပါတယ်သူကစကားလည်းမပြောတတ်ဟိန်းဟောက်ပြီးစူးစူးဝါးဝါကြည့်နေတဲ့ရိုင်းဆိုင်နေတဲ့ကောင်လေးတစ်ယောက်ဖြစ်နေပါတယ်ရဲတွေကတော့စစ်ပွဲအတွင်းမိဘမဲ့ဖြစ်သွားတဲ့ကလေးတစ်ယောက်ဖြစ်နိုင်တယ်လို့ယူဆကြတယ်။ဂျီထေးကတော့အဲ့ဒီကောင်လေးကိုနှိထုတ်ဖို့ပဲပြောနေပေမဲ့စိတ်တဘောထားကောင်းတဲ့စွန်ရီအမေကတော့တနာပြီးသူကိုယ်တိုင်တာဝန်ယူဆောက်ရှောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူ့ကိုချန်ဆူလို့နာမည်ပေးလိုက်ပြီးမိသားစုထဲမှာအတူနေစေခဲ့ပါတယ်။ဒါပေမဲ့ပထမဆုံးထမင်းဝိုင်းမှာတင်ချန်ဆူကတိရစ္ဆာန်တစ်ကောင်လိုလက်နဲ့နှိုက်စားဟိန်းဟောက်ပြီးအငမ်းမရစားတော့တာကြောင့်အားလုံးအံ့ဩသွားခဲ့ရပါတော့တယ်။ချန်ဆူကတိရစ္ဆာန်တစ်ကောင်လိုအငမ်းမရစားတော့နေတာကိုကြည့်ပြီးစွန်ရီကစိတ်ပြက်လက်ပြက်နဲ့ထွက်သွားခဲ့ပါတယ်။သူမကဒီကောင်လေးကိုအိမ်မှာမထားချင်ပေမဲ့အမေဖြစ်သူကတော့အခန်းတီးတက်လေးတစ်ခုမှပေးနေလိုက်ပါတယ်။အဲ့ဒီညမှာပဲချန်ဆူကပတင်းပေါက်ကနေလာပြေဝင်းကြီးကိုလှမ်းကြည့်ပြီးဝန်ပလွေတကောင်လိုစူးစူးဝါးဝါဥပါတော့တယ်။စွန်ရီအမေလည်းလက်ဖြန့်ပြီးပြေးဝင်လာကသူ့ကိုငေါက်ရမ်းတားမြည်ရတာပေါ့။နောက်တစ်နေ့မှာတော့အားနေတဲ့စွန်ရီတယောက်တက်တာလေးကြီးတွေကိုမနိုင်မနှင်းမနေရပါတယ်။အဲ့ဒီအချိန်မှာချန်ဆူကသူ့မနာကိုဖြည်းဖြည်းချင်းတိုးလာတယ်။စွန်ရီကကြောက်လန့်ပြီးအော်ဟစ်မိပေမဲ့တကယ်တော့ချန်ဆူကသူ့မကိုကူညီချင်တာပါ။သူကတာမန်လူထက်တာတဲ့ခွန်အားတွေနဲ့တက်တာလေးကြီးတွေကိုအေးစစ်စစ်ပဲမပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာဂျီထေးရောက်လာပြီးဒါယောက်ျားတွေလုပ်ရမယ့်အလုပ်ဆိုကချန်ဆူကိုလှောင်ပြောင်ပြီးကိုယ်တိုင်မကြည့်တာမနိုင်ပဲအဆက်ခွဲသွားပါတယ်။ဂျီထေးကစွန်ရီကိုရန်လုပ်ဖို့ကြိုးစားတဲ့အခါချန်ဆူကဂျားကဝင်ပြီးဂျီထေးရဲ့လက်မောင်းကိုအယိုးတွေကြီးမတန်ညစ်ပစ်လိုက်တာကြောင့်ဂျီထေးတယောက်အော်ဟစ်ပြီးအဆက်တကွဲထွက်ပြေးသွားရပါတော့တယ်။အဲ့ဒီညမှာပဲစွန်ရီဟာသူမရဲ့စာအုပ်တွေထဲကခွေးလေးကျင့်တင်တဲ့ပင်းကြီးစာအုပ်ကိုတွားတွေ့ပါတယ်။ချန်ဆူကတရိတ်ဆန်လိုပြုမှုနေတာဆိုတော့သူ့ကိုတရိတ်ဆန်တကောင်လိုပဲစနစ်တကျတင်တန်းပေးဖို့သူမစိတ်ကူးရသွားတယ်။ဒါဟာသူတို့နှစ်ယောက်ကြားကတန်ရောစင်စတင်တဲ့အမှတ်သားပါပဲ။စာအုပ်ထဲကအတိုင်းအမိတ်ပေးတာစောင့်ခိုင်းတာတွေကိုသူမတင်ပေးပါတယ်။အရင်ကဆိုအစာကိုအငမ်းမရလူစားတတ်တဲ့ချန်ဆူဟာအခုဆိုရင်စွန်ရီစားလို့ပြောမှစားတက်လာပြီးတော်တော့ဆိုရင်လည်းချက်ချင်းရက်လိုက်ပါတယ်။သွားတိုက်တာကအစတဆင့်ချင်းတင်ပေးရင်းနဲ့ဒီတော်ရိုင်းတတော်ဝါလေးဟာလူနဲ့ပိုတူလာပါတော့တယ်။ဒီလိုနဲ့စွန်ရီဟာသူ့ပေါ်စတင်တန်ရောစင်တွေလာတယ်လို့ချန်ဆူကလည်းစွန်ရီနောက်ကိုအရေးပမာတကောက်ကောက်လိုက်ပါတော့တယ်။ညဘက်ဆိုရင်လည်းသူမအခန်းတကားဝမှာအမြဲအိတ်ဆောင်ပေးတတ်တယ်လို့စွန်ရီကလည်းတကားတစ်ဖက်မှာရှိတဲ့သူ့ရဲ့တရှိမှုကိုခံစားရင်းအနာတိုးတက်လာပါတယ်။သူမကသူ့ကိုစတင်ပေးတဲ့တချင်းဆိုပြတယ်။ချန်ဆူကစကားတခုမှမပြောနိုင်သေးပေမဲ့သူမရဲ့နှက်ခမ်းလှုပ်ရှားမှုတွေကိုတေချာကြည့်ပြီးလိုက်လုပ်ဖို့ကြိုးစားနေတာမြင်သာပါတယ်။ဒီနေ့မှာတော့သူတို့သားအမိတွေချန်ဆူကိုအဝတ်စားဝယ်ပေးဖို့မျိုးရဲခေါ်သွားကြပါတယ်။လမ်းလျှောက်တွေတော့မှအပေါ်ကအလုသမားတွေလက်လွတ်သွားတဲ့တန်ပိုက်ကြီးကြီးတစ်ခုကစွန်ရီပေါ်ကိုတက်တဲ့ကြီးပြုတ်ကျလာပါတယ်။အဲ့ဒီအချိန်မှာချန်ဆူကလွှားကနေခုံဝင်ပြီးစွန်ရီကိုသူ့ကိုယ်နဲ့ကာကွယ်ပေးလိုက်ပါတယ်။တန်ပိုက်ကသူ့ကြောပုံကိုအရှိန်နဲ့ကျသွားတာမို့တာမန်လူဆိုရင်တေးတောင်တေးနိုင်ပါတယ်။ဒါပေမဲ့ဆရာဝန်စီအပြေးလွှားသွားပြတဲ့အခါမှာတော့ချန်ဆူရဲ့ကိုယ်ခန္ဓာမှာအဆုတ်ပြဲဒဏ်ရာလေးတောင်မရှိတာကိုတွေ့ရပြီးသူ့ရဲ့ခွန်အားကတာမန်ထက်ထူးခြားနေတာကိုအားလုံးသိလိုက်ကြရပါတယ်။တစ်ဖက်မှာလည်းမနာလိုစိတ်တွေတောက်လောင်နေတဲ့ဂျီထေးကပိုပြီးရမ်းကားလာပါတယ်။ညတညမှာသူအရက်မူပြီးကားမောင်းရင်းချန်စီယိုကိုဝင်တိုက်တာစိတ်တကောင်ကိုတတ်မိသွားတယ်။အဲ့ဒီအချိန်မှာချန်ဆူကအနာကစိတ်ချမ်းမှာကူညီပေးနေတာမို့တေနေတဲ့စိတ်ကလေးကိုချီပြီးပိုင်ရှင်စီသွားပြပါတယ်။ချန်ပိုင်ရှင်ကတော့ချူဆူချော့ဆိုအကြောင်းကောင်းကောင်းသိပါတယ်။သူဟာတမင်တက်တက်မဲ့သူမျိုးမဟုတ်ဘူးဆိုတာကိုလည်းယုံကြည်နေတာပါ။ဒါပေမဲ့ဂျီထေးဂျက်ထေးရဲ့မမာနာကတော့တားမရအောင်ဖြစ်နေပြီးတညမှာတော့ဂျီထေးဟာသူ့တငယ်ချင်းတွေနဲ့အတူစွန်နီယာရဲ့အိမ်ရှိကိုရောက်လာပြီးစွန်ရီကိုအပြင်ထွက်လာဖို့အတင်းကျပ်ခေါ်ပါတယ်။စွန်ရီကညင်းတဲ့အခါမှာတော့သူကအကြမ်းဖက်ပြီးအတင်းဆွဲခေါ်တော့တာပဲဒါကိုချူဆူကအကုန်မြင်နေရပါတယ်။အဲ့ဒီအချိန်မှာပဲပထမဆုံးအကြိမ်ဖြစ်သူ့ရဲ့ပြောင်းလဲမှုကိုမြင်လိုက်ရတော့တာပါပဲ။သူ့တကူလုံးတုံရင်လာပြီးကြက်သားတွေတင်းမာလာတဲ့မျက်လုံးတွေအယောင်ပြောင်းပြီးအယိုးတွေပါတကျွတ်ကျွတ်နဲ့ပုံစံပြောင်းသွားပါတယ်။စက္ကန့်ပိုင်းအတွင်းမှာပဲလူတစ်ပိုင်းဝန်ပလွေတစ်ပိုင်းတရဝါကြီးအဖြစ်အသွင်ပြောင်းသွားတာပါ။သူဟာဂျီထေးရဲ့တငယ်ချင်းတွေကိုစတင်တိုက်ခိုက်ပါတော့တယ်။သူတို့ကိုအဝတ်စုပ်လေးတွေလိုလွယ်လွယ်ကူကူပဲလွှတ်ပစ်လိုက်တာသူ့ရဲ့ခွန်အားကတကယ်ကိုကြောက်စရာကောင်းလာပါတယ်။ဘယ်သူမှလည်းသူ့ကိုရှင်းလို့မရပါဘူး။နောက်ဆုံးဂျီထေးကိုတတ်တော့မဲ့အချိန်မှာစွန်ရီကသူ့နာမည်ကိုအော်ခေါ်လိုက်ပါတယ်
သူမရဲ့အတန်ကိုကြားလိုက်ရတဲ့ခဏမှာပဲချူဆူရဲ့ဒေါသတွေချက်ချင်းပြောက်ကွယ်သွားပြီးလူအသွင်ကိုပြန်ပြောင်းသွားပါတော့တယ်နောက်တစ်နေ့မှာတော့ဂျီထေးဟာရဲတွေကိုခေါ်လာပြီးချူဆူဟာတကယ်ကိုကြောက်စရာကောင်းတဲ့တရားဖြစ်ကြောင်းလူတငယ်ချင်းတွေကိုရရဆက်ဆက်တိုက်ခိုက်ခဲ့ကြောင်းဆွဆွဲပြီးချူဆူကိုဒီအိမ်ကနေဖယ်ရှားပစ်ဖို့ရဲတွေကိုဖိအားပေးပါတယ်။စွန်ရီကတော့ဂျီထေးပြောတာတွေဟာအလိညာတွေပဲလို့ကာကွယ်ပြောပေးပေမဲ့ဂျီထေးကဒီအိမ်ဟာသူ့မိသားစုပိုင်တာဖြစ်ပြီးသူကပဲအာဏာရှိတယ်ဆိုတာကိုလူတိုင်းကိုသတိပေးလိုက်ပါတယ်။ရဲတွေကလည်းချူဆူကိုစခန်းကိုခဏခေါ်သွားကြတာပေါ့ဒီတော့အတွင်းမှာဂျီထေးကသိပ္ပံပညာရှင်ဟောင်းစမ်းသပ်မှုတွေလုပ်ခဲ့တဲ့စတိုခန်းဟောင်းကိုရှာဖွေရင်းစာရွက်စာတမ်းတချို့နဲ့လိပ်စာတစ်ခုကိုတွေ့သွားပါတယ်။သူကအဲ့ဒီသိပ္ပံပညာရှင်ရဲ့ပါတနာဟောင်းကိုလိုက်ရှာပြီးအမှန်တရားကိုစုံစမ်းပါတော့တယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကစစ်ပွဲအတွင်းမှာလူစွမ်းကောင်းစစ်တီတွေဖန်တီးဖို့အတွက်လူနဲ့ဝန်ပလွေကိုမျိုးရိုးဗီဇပေါင်းဆက်တဲ့စစ်တပ်ဆိုင်ရာစမ်းသပ်မှုတစ်ခုလုပ်ခဲ့ကြတာပါ။ကြည်စံလဲမဖောက်နာခြင်းမှုကိုလည်းမသိတဲ့အဲ့ဒီလိုစမ်းသပ်မှုကနေအသက်ရှင်ကျန်ရစ်ခဲ့တဲ့လက်နက်တစ်ခုကတော့ချူဆူပါပဲ။ဒါကိုသိသွားတဲ့အခါဂျီထေးဟာချူဆူကိုတက်ပြရမယ်လို့ပို့ပြီးယုံကြည်သွားပါတယ်။ဒါပေမဲ့စွန်ရီအမေကတော့ချူဆူဟာသူတို့နဲ့အတူအေးအေးချမ်းချမ်းနေထိုင်ခဲ့တာဖြစ်ပြီးဘသူကမှအကြောင်းမဲ့မထိခိုက်ခဲ့ဘူးဆိုပြီးညင်းဆိုပါတယ်။နောက်ဆုံးမှာတော့ရဲရရှိတယောက်ကချူဆူကိုစောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်ပြီးသူ့ခန်းထဲမှာကင်မရာတွေတက်ဆင်လိုက်ပါတယ်။တကယ်လို့သူသားတစုံတယောက်ကိုထိခိုက်အောင်လုပ်ရင်တက်ပြစ်မယ်ဆိုတဲ့စီကံချက်နဲ့ပေါ့အချိန်တွေကုန်လွန်သွားပေမဲ့ချူဆူကသူဟာဘေးအန္တရာယ်မရှိကြောင်းကိုပဲဆက်လက်သက်သေပြနေခဲ့ပါတယ်။တနေ့မှာစွန်ရီကဆရာဝန်နဲ့ပြဖို့အပြင်သွားတဲ့အခါချူဆူကအရန်ကိုစိုးရိမ်တကြီးဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့စွန်ရီကသူမပြန်လာခဲ့မယ်လို့အตาအရာလေးပြောလိုက်တဲ့အခါသူချက်ချင်းပြန်ငြင်းသက်သွားပါတယ်။ဒါကိုကြည့်ပြီးရဲရရှိနဲ့သိပ္ပံပညာရှင်ဟောင်းရဲ့ပါတနာတို့တောင်မှချူဆူဟာအန္တရာယ်ရှိသူမဟုတ်ဘူးဆိုတာကိုနားလည်သွားကြပါတယ်။ဒါပေမဲ့ဂျီထေးကတော့လက်မလျှော့သေးပါဘူး။သူကအကွက်ဆင်ပြီးချူဆူကစိတ်ကိုတတ်လိုက်ပါတယ်ဆိုပြီးရဲတွေကိုလိမ်ညာတိုင်တော့ပါတယ်။သူ့တငယ်ချင်းကိုလည်းတက်တဲ့အဖြစ်အလိမ်ခိုင်းထားတာပါ။ရဲတွေကစိတ်ပိုင်ရှင်ကိုမေးမြန်းတဲ့အခါမှာတော့စိတ်ပိုင်ရှင်ကချူဆူဟာဒီလိုလုပ်မဲ့သူမဟုတ်ဘူး။စိတ်တန်ရာကကားတိုင်းမိတဲ့ပုံစံမျိုးလိုပဲဖြောင်းချက်ပေးပါတယ်။သူ့အကြံစီပြတ်သွားတာကြောင့်ဒေါသထွက်သွားတဲ့ဂျီထေးဟာနှုတ်ပိတ်တဲ့အနေနဲ့စိတ်ပိုင်ရှင်ကိုတက်ပစ်လိုက်ပါတယ်။ပြီးတော့ကင်မရာတွေကိုပိတ်ပစ်ဖို့ရဲစစ်မီလိုင်းကိုဖျက်တောက်ပြီးချူဆူကိုစောင့်ကြည့်နေတဲ့အဆောင်ကိုပါတက်ပစ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူကချူဆူကိုသွားပြီးလိမ်ညာပါတော့တယ်။စွန်ရီရဲ့ဂစ်တာကိုချန်ပိုင်ရှင်ကယူသွားလို့စွန်ရီငိုနေတယ်။အဲ့ဒါကိုသွားယူပေးရမယ်လို့ချူဆူကိုမြှောက်ပစ်လိုက်ပါတယ်။ရိုးအေးလုံးပြီးလူပရိရဲ့မသိတဲ့ချူဆူကလည်းဂျီထိုင်းကိုယုံပြီးခြံဝင်းထဲကိုသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဂျီထိုင်းဟာရဲတွေစီကိုအပြေးလွှားသွားပြီးချူဆူကအဆောင်ကိုတက်ပြီးထွက်ပြေးသွားပြီးလို့မဟုတ်မမှန်သတင်းပို့လိုက်ပါတယ်။လူတွေအားလုံးခြံဝင်းထဲရောက်လာတဲ့အချိန်မှာတော့လက်သမားကြီးရဲ့အလောင်းကိုတွေးလိုက်ရပြီးချူဆူကတော့ဂစ်တာလေးကိုလိုက်ရှာနေတာပါ။ရဲတွေကတနက်နဲ့ချိန်ထားချိန်မှာချူဆူကတော့သူရှာနေတဲ့ဂစ်တာပုံလေးဆွဲထားတဲ့စက်ကူလေးကိုပဲမြောက်ပြနေရှာပါတယ်။စွန်ရီဆူနီရဲ့ကချူဆူဟာဂစ်တာလာယူလာဖြစ်ကြောင်းလိုက်ရှင်းပြပေးမဲ့ဂျီထိုင်းကတော့ထိမ့်မနိုင်သိမ့်မရဖြစ်ပြီးရဲတယောက်ရဲ့တနက်ကိုလူယူလိုက်ပါတယ်။စွန်ရီကတားဖို့ကြိုးစားပေမဲ့ဂျီထိုင်းကသူ့မောက်ကိုမြေကြီးပေါ်လှဲကျသွားအောင်ကြမ်းကြမ်းတမ်းတမ်းတွန်းပစ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲချူဆူတယောက်ဒေါသပေါက်ကွဲပြီးဝန်ပလွေတွင်ပြောင်းလဲသွားပါတော့တယ်။ဒီတစ်ခါမှာတော့ဘယ်သူမှတားလို့မရတော့ပဲလူတွေအားလုံးရှိမှတင်ဂျီထိုင်းကိုတက်ပစ်လိုက်ပါတယ်။ပြီးတော့စွန်ရီကိုကိုယ်ချီပြီးတောထဲကိုပြေးဝင်သွားပါတော့တယ်။စွန်ရီတတိလစ်သွားတဲ့အခါချူဆူကသူ့မောက်ကိုနှွေးထွေးအောင်တိရွက်လေးတွေနဲ့ခြုံပေးပြီးတညလုံးစောက်ရှောက်ပေးခဲ့ပါတယ်။မနက်လင်းလို့စွန်ရီနိုးလာတဲ့အခါချူဆူဒီမှာဆက်နေရင်ရဲတွေကတက်ပစ်တော့မယ်ဆိုတာသူမသိနေပါတယ်။ချူဆူကတော့သူ့မောက်ကိုမခွဲခွာချင်ပါဘူး။အဲ့ဒီအချိန်မှာပဲလူစကားတစ်ခုမှမပြောဘူးတဲ့ချူဆူဟာသူ့ရဲ့ပထမဆုံးလူသားစကားလုံးအဖြစ်မတော်ပါနဲ့ဆိုတဲ့စကားလေးကိုသူမအတွက်ပြောလိုက်ပါတယ်။ဒါပေမဲ့စွန်ရီကတော့သူ့အသက်ကိုကယ်ဖို့အတွက်ရေနာနာနဲ့ပဲကြောက်ခဲတွေနဲ့ပစ်ပေါက်ပြီးထွက်သွားဖို့မောင်းထုတ်ခဲ့ရပါတယ်။သူထွက်သွားပြီလို့ရဲတွေကိုလိန်ပြောပြီးတဲ့နောက်မှာတော့သူမတို့မိသားစုဟာကြောက်လန့်ပြီးအမေရိကကိုပြောင်းရွှေ့သွားကြပါတယ်။မတော်ခင်မှာစွန်ရီကစောင့်နေပေးပါပြန်လာခဲ့မယ်ဆိုတဲ့ကတိစာလေးတစ်စောင်ရေးခဲ့ပါတယ်။အချိန်တွေဟာနှစ်ပေါင်း48နှစ်တောင်ကြာညောင်းသွားခဲ့ပါပြီ။အခုတော့အဖွားကိုဖြစ်နေပြီဖြစ်တဲ့စွန်ရီဟာကိုရီးယားက EAOGC ကိုတကြော့ပြန်လာခဲ့ပါတယ်။ဖုန်တွေတက်ပြီးအမတ်တရတွေထဲမှာအေးခဲနေတဲ့အဲ့ဒီအိမ်ရှိမှာသူမရဲ့မြေးမလေးအန်ဂျူနဲ့အတူရက်နေရင်အတိတ်ကိုပြန်လဲတတိယနေပါတော့တယ်။မကြခင်မှာပဲစွန်ရီဟာအိမ်ကိုမရောက်ခင်ဒီမှာပဲတညလောက်အိပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီညကရင်ပေါ်မှာလဲလျောင်းနေတော့အတိတ်ကအမတ်တရတွေဟာတသိမ့်သိမ့်ပြန်ပေါ်လာပါတယ်။အဲ့ဒီအချိန်မှာပဲအပြင်ဘက်ကနေခြေတံဖြော့ဖြော့လိုတစုံတယောက်ရှိနေတယ်လို့အတန်မျိုးကိုသူမကြားလိုက်ရတယ်။သူမအตาအရာထလိုက်ပြီးအဲ့ဒီအတန်နောက်ကိုလိုက်သွားတဲ့အခါအရာအလုံးစတင်ခဲ့တဲ့သိပ္ပံပညာရှင်ကြီးစမ်းသပ်မှုတွေလုပ်ခဲ့တဲ့နောက်ပြီးသူမနဲ့သူချူဆူတို့ပထမဆုံးဆုံတွေ့ခဲ့တဲ့ဟောင်းနှွမ်းနေတဲ့ကိုတောင်လေးစီကိုရောက်သွားပါတော့တယ်။တကားကိုဖွင့်လိုက်တဲ့အခါနှစ်ပေါင်း48နှစ်ကြာပြီးတဲ့နောက်မှာတော့ချူဆူဟာအဲ့ဒီနေရာမှာပဲရှိနေသေးပါ။သူဘယ်ကိုမှမသွားခဲ့ဘူး။သူပေးထားတဲ့ကတိအတိုင်းသူမကိုစောင့်နေခဲ့တာပါ။သူကသူမကိုကြည့်ပြီးဒီတစ်ခါမှာတော့စကားကိုပြက်ပြက်တသားပြောပါတယ်။ပြီးတော့သူတေချာသိမ်းစီးထားတဲ့အရာလေးတစ်ခုကိုထုတ်ပြတယ်။အဲ့ဒါကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကသူမပျောက်ဆုံးသွားခဲ့တဲ့ဂစ်တာအစုပ်လေးပါ။သူကအဲ့ဒါလေးကိုပြန်ပြင်ပြီး48နှလုံးလုံးဂယုတစိုက်သိမ်းထားပေးခဲ့တာဒီအချက်လေးကတည်းအားလုံးကိုပြောပြနေတယ်လို့ပါပဲ။သူမကတခြားနိုင်ငံမှာဘဝအသစ်တစ်ခုကိုတည်ဆောက်နေချိန်မှာသူကတော့သူမအပေါ်ထားတဲ့အမတ်တရားတွေနဲ့အတူအချိန်တွေရက်တန့်နေခဲ့တာပါ။အဲ့ဒီညမှာသူတို့နှစ်ယောက်အတူတူငြိမ်ငြိမ်လေးထိုင်နေခဲ့ကြတယ်။ချူဆိုကသူမအတွက်ဂစ်တာကိုအตาအရာတီးပေးရင်သူမတင်ပေးခဲ့မှုတဲ့တခြင်းလေးကိုတိုးတိုးလေးဆိုပြနေပါတယ်။စွန်ကြီးကနားထောင်ရင်းနဲ့ပဲသူ့ဘေးမှာအိပ်ပျော်သွားခဲ့တယ်။နောက်နေ့မနက်မိုးလင်းလို့နိုးလာတဲ့အခါမှာတော့သူမရှိတော့ပါဘူး။ကိုတောင်လေးကလည်းဗလာကျင်းနေတယ်။ခဏလာတော့ဒါတွေဟာလွမ်းဆွတ်တန်းတစိတ်ကြောင့်မြင်အောင်ခဲ့တဲ့အိမ်မက်တစ်ခုလားလို့သူမတွေးမိသွားတယ်။စွန်ကြီးအိမ်ကနေပြန်ထွက်လာတဲ့အခါမှာတော့ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်။
အဲ့ဒါကတော့ဒီအိမ်ကိုသူမမရောက်တော့ဘူးဆိုတာပါပဲတချို့နေရာတွေဆိုတာဖြက်စီးပြစ်လို့မရနိုင်ဘူးလေသူတို့ကားလေးနင်းတွေကြားတဲ့ကနေမောင်းထွက်သွားချိန်မှာတော့ကင်မရာကအဝေးကိုဆွဲထုတ်ပြလိုက်ပါတယ်နင်းတွေဖုံးနေတဲ့တောင်ကုန်းပေါ်မှာချူဆူရှိနေခဲ့တာပါသူဟာတကယ်ရှိနေခဲ့တာဖြစ်ပြီးသူမထွက်ခွာသွားတာကိုမြင်ကြည့်နေခဲ့တာနင်းတွေကျနေတဲ့ကြားမှာသူတယောက်တည်းရက်နေရင်တဖြည်းဖြည်းနဲ့တစ်ခုခုကိုစတင်တိဆောက်ပါတယ်အဲ့ဒါကတော့နှင်းလူရုပ်လေးပါဘာလို့လဲဆိုတော့လွန်ခဲ့တဲ့48နှစ်ကစွန်ကြီးကသူ့ကိုဂရီတစ်ခုပေးခဲ့ဘူးလေနှင်းတွေကြလာရင်အတူတူနှင်းလူရုပ်လောက်ကြမယ်ဆိုပြီးတော့ပေါ့သူမကတော့မေ့သွားခဲ့ပေမဲ့သူကတော့မမေ့ခဲ့ပါဘူးသူတယောက်တည်းနှင်းလူရုပ်လေးကိုလုံနေရင်းနဲ့ပဲစကားလေးကပြီးဆုံးသွားပါတယ်